တခါတော့ငါရွာတရွာမှာအင်မတန်မှညံထိုင်းပြီးပိန်းတဲ့ကလေးမတယောက်ရှိတယ်။သူ့နာမည်ကမီမိုးလို့ခေါ်တယ်။မီမိုးကျောင်းတက်တော့ကညံဘလောက်ထိုင်းလဲဆိုရင်ဆရာမကကျန်တဲ့ကျောင်းသားတွေကိုစာရီတယောက်ပြီးတယောက်အတန်းရှိမှမေးလို့ပြီးတဲ့အခါမီမိုးအလဲအရောက်တဲ့အခါမှာတော့မီမိုးရှိပါတယ်ဆရာမရှိရင်အတန်းရှိကိုထွက်လာခဲ့အောင်ဆရာမစာမေးမလို့ဟုတ်ကဲ့ပါဆရာမမီမိုးလည်းအတန်းရှိကိုထွက်လာခဲ့လိုက်ပြီမီမိုးဆရာမမေးမယ်တစ်နဲ့ညစ်ပေါင်းဘယ်လောက်ရသလဲမီမိုးတယောက်ဖြင်ကုတ်လိုက်ခေါင်းကုတ်လိုက်နဲ့ဆရာမသမီးမသိပါဘူးရှင်မီမိုးရဲ့ဆရာမမေးတာတငယ်တန်းကလေးတောင်ဖြေလို့ရရဲ့ပု္ပ္ပစာပဲဒါလေးတောင်မသိဘူးလားမီမိုးသမီးမမသိတာဆရာမဟုတ်ပြီမသိရင်အခုနှစ်အိမ်စာကိုတစ်နဲ့နှစ်ပေါင်းဘလောက်ရတယ်လဲမနှက်ဖန်ဆီယာမကိုအိမ်စာလုပ်ခဲ့မနှက်ဖန်ဆီယာမစစ်မိမယ်ဟုတ်ကဲ့ဆီယာမညနေပဲရောက်တော့ကျောင်းရဲ့ခက်လန်းလန်းတစ်ပင်အောင်မှာမိမိုးတယောက်ငူငူကြီးထိုင်နေတယ်ထိုအချိန်မှာအယက်သမားငမူငအောင်ကသူ့မူးရင်အိတ်နေကြတစ်ပင်နားကိုရောက်လာတာပေါ့တစ်ပင်အောက်ကမိမိုးကိုမြင်သွားပြီးဟဲ့မိမိုးတစ်ပင်ရောက်မှာဘာထိုင်လို့နေတာလဲကျောင်းဆင်းပြီးအိမ်ကိုမပလန်သေးဘူးလားပလန်ချင်တာပေါ့ဦးငအောင်ရဲ့ဆီယာမအိမ်စာပေးလိုက်တာမရလို့တယောက်တည်းထိုင်နေတာဆီယာမကဘာမေးလိုက်လို့လဲတစ်နှစ်ပေါင်းဘလောက်ရတယ်လဲတဲ့အော်တာမြမီမိုးရဲ့ဦးငအောင်တင်ပေးမယ်တေချာမှတ်ထားဦးကတိလို့လားတိတာပေါ့အခုမီမိုးထမင်းစားပြီးပြီလားမစားရသေးဘူးလေရေရောချိုးပြီးပြီလားဟာအမ်မချိုးရသေးဘူးအခုကကြည့်ဦးလဲကမေးတယ်သမီးကပြန်ဖြေတယ်ဘလူလဲအစင်မပြေဘူးလားဟုတ်ပြေတယ်လို့ရှိတာလေးပဲဥပမာအိမ်ပြန်ရောက်ရင်မိမိုးရဲ့အမေကိုမေးကြည့်အမေတစ်နှစ်ပေါင်းဘယ်လောက်ရတယ်လဲမိမိုးအမေပြန်ဖြေတာမှတ်ထားလိုက်ပြီးတော့လူတွေတယောက်နဲ့တယောက်စကားပြောတာနားထောင်သူတို့ပြောတာတွေအကုန်မှတ်ထားလိုက်ပြီးဆီယာမကိုမနှက်ဖြန်ဖြေလိုက်ရင်ပြီးနေပြီကိစ္စကိုဟုတ်ကဲ့ဦးလေးငါအောင်သမီးနားလေပြီငါအောင်ကလည်းဟိုကမေးတာတစ်နှစ်ပေါင်းဘယ်လောက်ရတယ်လဲမေးတာကိုမူးမူးနဲ့ပောက်ကြရတွေလိုက်ပြောငမူးနဲ့ငပိန်းမမီမိုးနဲ့တော့ဟုတ်နေပြီမီမိုးအိမ်ပြန်ရောက်တော့အိမ်နောက်ဖေးမှာဟင်းချက်နေတဲ့သူ့အမေကိုလှမ်းမိလိုက်တယ်အမေတစ်နှစ်ပေါင်းဘယ်လောက်ရတယ်လဲသူ့အမေကနားကတိတ်မကောင်းတော့သူကြားချင်ရတဲ့ကြားပြီးပါဟင်းချက်လဲမေးတယ်ထင်ပြီးတော့ပြန်ဖြေလိုက်တယ်ခရမ်းသည်သမီးရေခရမ်းသည်ကိုမီမိုးတယောက်မှတ်ထားလိုက်တယ်သူ့ရွာတွေကိုတွားနေတော့မင်းကလေးနှစ်ယောက်ကစားနေတာမြင်တော့ခဏရက်ကြည့်လိုက်ပြီးသူတို့ဘာပြောနေတယ်လဲနားထောင်လိုက်ပြီးတယောက်နဲ့တယောက်အနည်းအခုန်ဖြစ်နေတာဟဲ့နင်ပြောနေတာအမားကြီးမမားဘူးမှားနေပါတယ်ဆိုမမားဘူးဟေးမမားဘူးတလောကလုံးမှာငါပြောတာအမှန်ဆုံးပဲအဲ့ဒီစကားတွေကိုလည်းမီမိုးတယောက်မှတ်ထားပြန်ရောအရှိကလန်လန်မှာအတော်ကြီးနှစ်ယောက်ရန်ဖြစ်နေတာတွေ့လိုက်ရတယ်မီမိုးလည်းရန်ဖြစ်ရင်ဘာတွေပြောမလဲသိချင်တာနဲ့သွားနားထောင်လိုက်ပြီးငါသည်မခံနိုင်တော့ဘူးနော်နင်သည်မခံနိုင်တော့ရောဘာလုပ်ချင်လို့လဲလင်းတကိုးမှာနင်တို့ကလေးဇီးစေးလောက်လေးနဲ့သူများလင်ကိုခိုးကျင်တဲ့လင်းတကိုးမှာဒီစကားတွေကိုလည်းတေချာမှတ်ထားလိုက်ပြီးအိမ်ပြန်ခံနီးမှာကောင်လေးနှစ်ယောက်တိုက်ခိုက်တန်းကစားနေတာတွေ့တော့ခဏဆက်ဆုလိုက်ပြီးနင့်ကိုနင်ပါထင်းနေတာလေစပိုင်သားမန်းကွာစပိုင်သားမန်းနင်းနဲ့ငါချရင်ဘယ်သူနိုင်မလဲစိန်လိုက်လီမိမိုးတယောက်သူမှတ်ထားတာနေကိုတခုချင်းဒီကျွန်တော်ပြန်ပြောပြမယ်အမေးနံပါတ်1တင်းနဲ့နှစ်ပေါင်းဘယ်လောက်ရသလဲအဖြေကတော့ခရမ်းသည်နံပါတ်2ဟဲ့နင်ပြောနေတာအမှားကြီးမမှားဘူးမှားနေပါသေးဆိုမမှားဘူးဟေးမမှားဘူးတလောကလုံးမှာငါပြောတာအမှန်ဆုံးပဲနံပါတ်3ငါသည်မခံနိုင်တော့ဘူးနော်နင်သည်မခံနိုင်တော့ရောဘာလုပ်ချင်လို့လဲလင်းတကိုးမှာနင်တို့ကလေးဇီးစေးလောက်လေးနဲ့သူများလင်ကိုခိုးချင်တဲ့လင်းတကိုးမှာနံပါတ်4နင့်ကိုနင်ဘာထင်းနေတာလဲစပိုင်သားမန်းကွာစပိုင်သားမန်းနင်နဲ့ငါနဲ့ချရင်ဘသူနိုင်မလဲစိန်လိုက်လေနောက်တနေ့ရောက်တော့အတန်းထဲမှာဆီယာမကအကုန်လုံးကိုစာမေးပြီးတဲ့အခါမီမိုးအလဲရောက်တော့မီမိုးအရှိထွက်ခဲ့ဆီယာမစာမေးမလို့ဟုတ်ကဲ့ဆီယာမမနေ့ကဆီယာမအိမ်စာပေးလိုက်တာရပြီလားဟုတ်ကဲ့ရှင်ရပါပြီဒါဆိုဆီယာမမေးမယ်
တစ်နဲ့နှစ်ပေါင်းဘယ်လောက်ရတယ်လဲခရမ်းသီးပါဆရာမမိမို့နင်ပြောနေတာအမှားကြီးမမားဘူးမားနေပါတယ်ဆိုမမားဘူးဟိမမားဘူးတလောကလုံးမှာငါပြောတာအမှန်ဆုံးပဲဆရာမလည်းကြာလာတော့ဘယ်တီးခံနိုင်တော့မလဲမိမို့ငါတီးခံနိုင်တော့ဘူးနော်နင်တီးခံနိုင်တော့ရောဘာလုပ်ချင်လို့လဲလင်တခိုးမနင်တို့ကလေးဇီးစေးလောက်ကလေးနဲ့သူများလင်ကိုခိုးချင်နဲ့လင်တခိုးမဆရာမကစိတ်တူဒေါသကလည်းထွက်လာပြီလေမိမို့နင်ကိုနင်ဘာထင်နေတာလဲစပိုင်တာမန်းကွာစပိုင်တာမန်းအေးနင်အလောက်စပိုင်တာမန်းဖြစ်ချင်နေရင်နင်နဲ့ငါနဲ့ချရင်ဘသူနိုင်မလဲမိမို့တခေါနဲ့ပြန်ပြောလိုက်တယ်စိန်လိုက်လီကျွန်တော်ရဲ့ YouTube Channel ကို Subscribe နဲ့ Notification ခေါင်းလောင်းလေးကိုနှုတ်ခဲ့ပေးပါအောင်နော်။ကျောင်းဟာတာပုံမြင်တွေကိုလည်းဆက်လက်တင်ဆက်ပေးသွားပါအောင်မေခင်ဗျာ။အားပေးတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။